ဖခင်ရင်ဖြစ်သူမှာအသက်18နှစ်အရွယ်သမီးဖြစ်သူကိုသူ့ရဲ့နောက်ထပ်မယားတယောက်လိုမြင်ပြီးကောင်မလေးကို10နှစ်ကျော်ထိအောင်လိမ်ပိုင်းဆိုင်ရာကျိုးလွန်ခဲ့ပါတယ်။အဲဒီနေ့လိုနဲ့ပဲကောင်မလေးကအပြိုးဖြစ်ပြီးသူ့ချစ်သူကောင်လေးနဲ့ကိုယ်ဝင်ရသားတော့ဖခင်ဖြစ်သူကစိတ်တူပြီးကောင်မလေးစီကိုလိုက်သွားကနင်းကလေးမွေးပြီးသွားလို့ကျမ်းမာရေးကောင်းသွားတဲ့အခါကျရင်အရင်လိုပဲငါ့စီလာပြီးငါနဲ့အတူလာအိတ်ဆိုပြီးချင်းချောင်ပြောဆိုခဲ့တဲ့ထိုင်းနာမည်ကြီးသတင်းပဲဖြစ်ပါတယ်။ထိုင်းလူမှုကွန်ရက်အဖွဲ့အစည်းနဲ့ထိုင်းသတင်းဌာနကိုဆက်သွယ်ပြီးသူမကိုအသက်36နှစ်အရွယ်ဖခင်အရင်မှာ14နှစ်အသေးသေးလိမ်ပိုင်းဆိုင်ရာကျိုးလွန်ခဲ့ကြောင်းတိုင်ကြားခဲ့ပါတယ်။ဒီလိုနဲ့သက်ဆိုင်ရာနဲ့ထိုင်းသတင်းတောက်တွေဟာမိန်းကလေးရဲ့အိမ်ကိုလိုက်သွားပြီးသတင်းယူမှုပြုလုပ်တော့ဖခင်အရင်ရဲ့အချိန်ပေါင်းများစွာကျိုးလွန်တာကိုခံခဲ့ရတဲ့အသက်18နှစ်အရွယ်မိန်းကလေးပြောပြတာကဖခင်ဖြစ်သူဟာလက်ရှိအသက်36နှစ်ရှိပြီးသူမရဲ့ဖခင်အရင်တယောက်လည်းဖြစ်တယ်။သူမကိုအခုလိုလုပ်တာကတော့သူမမူကြိုးစနေတဲ့အရွယ်ကလေးကဖြစ်ပြီးအခုသူမအသက်18နှစ်ရှိပြီးဖခင်ရဲ့အခုလိုလုပ်တာကိုခံခဲ့ရတာဟာ14နှစ်တိဖြစ်ပါတယ်။ဖခင်အဲ့လိုလုပ်လို့သူမညှင်းဆိုမယ်ဆိုရင်တော့ဖခင်ဖြစ်သူရဲ့ရိုင်းနှက်တာကိုခံခဲ့ရတယ်။နောက်ပြီးဖခင်ဖြစ်သူဟာသူ့ကိုတုံရမ်းတိုးပြီးသူ့ရဲ့နောက်ထပ်မိန်းမတယောက်လိုသဘောထားတယ်။ဒီလိုနဲ့ပဲသူမအပြိုးပေါက်ရွယ်ရောက်လာတော့ဖခင်ဖြစ်သူဟာမကြာခဏဆိုသလိုလိန်ဆက်ဆံပြီးအဲ့လိုနဲ့ပဲသူမဟာနေလာရင်းနဲ့ချစ်သူရည်သားရပြီးတော့သူမရဲ့ကောင်းလေးနဲ့ကိုဝင်ရသားတဲ့အခါမှာဖခင်ကအဲ့ဒီအကြောင်းကိုသိသွားပြီးမကျေမနပ်စိတ်တို့ကအသက်18နှစ်အရွယ်သမီးဖြစ်သူစီကိုတွားပြီးပြောတာကနင်းကလေးမွေးပြီးသွားလို့ကျမ်းမာရေးကောင်းသွားတဲ့အခါကျရင်ငါနဲ့အတူပြန်လာနေမနေလို့ကတော့နင့်ကိုအာရမကျင့်မယ်ဆိုပြီးချင်းချောက်ခဲ့တာဖြစ်တယ်လို့ကောင်မလေးမှတက်ဆိုင်ရာရဲတွေနဲ့ထိုင်းသတင်းတောက်တွေကိုပြောပြခဲ့ပြီးတစ်ချိန်တည်းမှာပဲကလေးမလေးရဲ့အဖွားဖြစ်သူအသက်36နှစ်အရွယ်တရားခံမိခင်ဖြစ်သူပြောပြတာကအစကတော့တားဖြစ်သူဟာသူ့ရဲ့သမီးအင်းကိုအခုလိုလုပ်မယ်ဆိုတာမယုံခဲ့ဘူးတားဖြစ်သူကိုလည်းမေးတော့တားဖြစ်သူကလည်းသူ့ရဲ့သမီးကိုတကယ်လုပ်ခဲ့တာဖြစ်တယ်လို့လည်းဝန်ခံခဲ့တယ်တားဖြစ်သူပါဇက်ကအခုလိုဒီစကားထွက်လာတဲ့အချိန်မှာတော့အဖွားဟာတော်တော်လေးကိုအားအသင့်ခဲ့သွားပြီးအခုမတိုင်ခင်အရင်ကတားဖြစ်သူဟာလူကောင်းတစ်ယောက်ဖြစ်တယ်လို့ပဲအဖွားဟာသိခဲ့ပြီးသူဟာရက်လည်းမတော့ဘူးဆေးလည်းမသုံးဘူးအလုပ်တာကြိုးစားပြီးသူ့မိသားစုအပေါ်ရန်သိတတ်တယ်ဒီအကြောင်းတွေအဖွားသိခဲ့ပြီးနောက်ပိုင်းမှာတားဖြစ်သူကိုညီလေးရဲ့ဘဝကိုမချီနှောင်ထားနေတော့လို့ညီလေးကိုသူ့ဘဝနဲ့သူလွတ်ပေးတယ်လို့ပြောတဲ့အချိန်မှာတားဖြစ်သူပြောတာကသူ့ကိုဒီစကားတွေပြောမယ်စားအမေကိုတက်ပြစ်လိုက်လို့ပြောတာကပိုပြီးလွယ်ဦးမယ်လို့တရားခံဖြစ်သူမှသူ့ရဲ့မိခင်ကလေးမလေးရဲ့အဖွားကိုပြောပါတယ်အဲဒီနောက်ပိုင်းမှာတော့တက်ဆိုင်ရာမှာကျိုးလွန်ခဲ့တဲ့တရားခံဖြစ်သူအသက်36နှစ်အရွယ်ကလေးမလေးရဲ့ဖခင်ကိုခေါ်ယူစစ်ဆေးမြင်ပြုလုပ်တော့တရားခံဖြစ်သူဟာမျက်ရည်ကျရင်းနဲ့ပြောတာကအဖေတယောက်ရဲ့ခံစားချက်ကိုလည်းနားလည်ကြည့်ကြပါသူဟာသားသမီး3ယောက်အပါအဝင်မိသားစု9ယောက်ကိုရှာဖွေကျွေးမွေးနေရပြီးဒီသမီးအကြီးဆုံးကိုပဲအချစ်ဆုံးပဲသူကအလုပ်ကြိုးစားပြီးသမီးဖြစ်သူကိုကြောင်းထားခဲ့ပေမဲ့သမီးဖြစ်သူကရည်သားထားပြီးနောက်ဆုံးမှာကိုဝင်ရသွားခဲ့တယ်ဒီလိုနဲ့ပဲထိုင်းသတင်းတောက်ကခမည်းကဘာလို့ခမည်းသိမီးကိုလိမ်ပိုင်းဆိုင်ရာကျွလွန်တာလဲမေးတော့တရားခံဖြစ်သူပြောတာကသူအခုလိုလုပ်ရတာဟာသမီးဖြစ်သူပြောစကားနားမထောင်လို့စိတ်ဆိုးပြီးအခုလိုလုပ်ခဲ့တာဖြစ်တယ်နောက်ပြီးသမီးဖြစ်သူကိုစိတ်လဲနာတယ်မုန်းလဲမုန်းတယ်အခုချိန်ကစပြီးအားလုံးဟာသမီးရဲ့သဘောတိုင်းပဲသမီးရဲ့စိတ်ကြိုက်တာနေတော့လို့နေချင်မှနေတော့သူ့ယောက်ျားနဲ့လိုက်သွားမယ်ဆိုရင်လည်းရတယ်နောက်ပြီးသမီးဖြစ်သူကိုကိုရီလက်ရောက်ရိုက်နှက်ခဲ့တဲ့ဆိုတာကတော့ကျွန်တော်ကြောင်းထားတာကိုကြောင်းပြေးပြီးယောက်ျားနောက်လိုက်ပြီးဗိုက်ကြီးကလေးမွေးခဲ့လို့ရိုက်နှက်ဆုံးမခဲ့ရင်ဖြစ်တယ်နောက်ပြီးသူအလုပ်လုပ်ပြီးရှာနေတဲ့ပတ်စံအားလုံးဟာလည်းဒီသမီးအတွက်ပဲဖြစ်တယ်အခုချိန်ကစပြီးသမီးဖြစ်သူရဲ့ဘဝကိုပတ်သက်တော့မှမဟုတ်ဘူးလို့တရားခံဖြစ်သူမှမျက်ရည်ကျရင်သက်ဆိုင်ရာသတင်းတောက်တွေကိုပြောပါတယ်အဲဒီနောက်ပိုင်းမှာတော့တရားခံအိုရုံဌာနေမြို့ရဲစခန်းမှာတကားပိတ်ပြီးအစည်းအဝေးပြုလုပ်ခဲ့ပြီးတရားခံဖြစ်သူဘက်ကလည်းသမီးဖြစ်သူနဲ့သူမရဲ့ကောင်လေးကိုနောက်တွေ့ရပြောင်းပြီးနေထိုင်ဖို့အတွက်ခွင့်ပြုပေးရပါတယ်ထိုင်းသတင်းမှာပြောတာကတော့အခုချိန်ကစပြီးတရားခံအနေနဲ့အသက်19နှစ်အရွယ်သမီးဖြစ်သူရဲ့ဘဝကိုတွားပြီးပတ်သက်တာအနှောက်အယှက်ပေးတာမျိုးမလုပ်ဖို့ဂရုပေးခိုင်းခဲ့ပြီးအိုရုံဌာနေအုပ်ချုပ်ရေးမှုနဲ့စက္ကန့်မှုမှာတရားခံဘက်ကဂရုတည်မယ်ဆိုရင်ဂျားကန်အဖြစ်နေပေးမယ်ဆိုပြီးပြောခဲ့ပါတယ်နောက်ပြီးထိုင်းသတင်းမှာပြောတာကတော့သူမိခင်ဖြစ်သူဘက်ကအမှုပိတ်ပေးခဲ့တာကြောင့်တရားခံဖြစ်သူဖခင်ဟာအရေးယူခံရတာဖမ်းဆီးခံရတာမျိုးမရှိဘူးလို့ထိုင်းသတင်းမှာပြောပြလာခဲ့တာဖြစ်ပါတယ်